la mueve partino vale aspetta đây là đây là đây chỉ
ตัวนี้สิบลูบากษาดูมานี่ลอสุบเซสวัสกุลตาลฮาเลฮีกูอาเดนนี่ลอလောပတော့ပွေတနောကဒုကမစ်စကောရာဟောလဂေနီလဂေဒေါနာလဂေစကောနီလောတတနွေပါတနွေပခလုနေပါမိဖဖောတာဘူတာဘာဒီတို့တော့စုဘိပါကစားတာဘောရတို့မှာလောအခေပကစားတော့တကုပတာဘူတာဘာဆုနေပကရုတကိုရာပတာတူထူမိဝရယာကိုဆဒိုလူစပူခောမေဝီတော့ကွဲမကစားလို့တချုကဖာနေလောယာကိုဆဒိုလူစပူခောသူဘူတတဆူယောဥတကေတော့ကသူဘူတဆူသူလောတဘလူဒေဘတုပါယာอุลมุโกปาตาโบสสุยาบกษาโอสิบลูบากษาตาโบยาดูนอมาลอปายาโอเนเอบาปอรนสุยบาปวาสารโลโหปตุลเคสกโตโอตารตาบลูดูมาลอตะกาดีบาปติบาเพบุตโกบาตโกบาตาเลนิภาพอทาบุทาบาดีตุรสิบลูบาษาตาโบยาดูมาลอมอยามิกบาดาสิตปตรอรตามาลามากปอทอบุตบุยคอนิตกีปายาโอทาบุทาบาตปลญญาปกวยมากษาตาโบยาลอบุเดมุตรามุลเคขอหินอปากษากลุกชาเมเฮดอปติเลิกสบาลจัทุกพาลกวยเมเฮดอดิเนโตโอเสกอดโปติเตพาเริ่มตาดีติพาเมเฮดอตาคะลคะสิกเลตาริบากติอปาลตากษาสุบุดิเนโตปวยยาปาวมุติพาเฮบุตโกบาตโกจาลตรสมบุเมเฮดอบุตโกบาตโกจาดอพาเลิกลีกลาเมเลิกไลน์พอก็ดิกอนอเดเลิก Facebook ไลน์ YouTube ซุนติพาก็ดิกอนอเดตาลก็พูดเดติพากิสาวสวยบานิตกีนี่ตรอพายาวมาสบาสก็พี่เลิกชอบเลิกตาเดเมเฮดอพอลมาก็ตาก็ดิกอนอเดเมพูดเดมุติพาเลิกกว่าเทนี่ว่าเซเมเฮดอดูนี่ว่าตาก็เมตาแค่เลิกสิเมอุภาษาเคลตาริบากติโอพายาวตาสวยบานิตกีตาบูตาบาดบลญาเฮโลโดปันกีเลยชุครุมิเขนาดอปสิกุบานาลไดบาตาบูสสุยากุสาวอาเมนเว้ยว่าปาวมุโกอะเดปกตาวิตโกเวนะชาอตอเนตะกยาเยสีชาอตอเนตะกยาเยสีลิซอสุยดอปะเขกญาบาตรามุตามิชุลกตอโพรนุเมนิบาเลตาตาวิเนลอสิบลูบายาปาวมุก็ดีก็นงาเดมีเฮดีตบตรามุลชอบาลตาตาวิเมพงมุลชอบาลตาดีเมเกสิบลูบาก็ดีก็นงาเดนี่ลออเคอีปกเลสูตากสอสกโตนี่ลอดีตรามุลเคขอหินอปากษากลุกชาคุทปาวราลิซอสวิตดอพลาเปคิติเมเตสะโดตะสปอร์ตซีฮูดซีนุยคิติเมเตสะโดตะสปอร์ตซีฮูดซีนุยเกเยตาแควตาเคเลนี่แควตาเลยัว
အတဆောဆွီဒေါ်ရီလတူတာတော့တာအောလဲတူခေါ်တာအောလဲခါလူတာအောလဲတူလူနေလူတာလဲတာတော့တာလူအပူဘောဒီတော့ရွာအဖွာကညောကလထော်ပွဲထော်ဒေါ်ကိုအိုကတဲ့ကတော့အတလဲပူပွဲလဲကရဲ့တာမာကြီးတမီလလာအောလောမောရဆွေပါကလူပထားနေတကေအခေဤဘာလက်ခေခေါ်ရင်တော့ပါကစားကလူထားနေမိဝရာဘုဒ္ဓမူတရာမှုဆွေသိနေလောဖိလောတာဆောက်တော်လစုပူဒီလောရှုံးစွာဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းနေဗောနော်ဒီကနေ့လူရှိဘုရားရှိမှာဗောနော်လာရောက်ပြီးတော့မှဗောနော်ဘုရားသခင်ရဲ့နဲ့တဲ့အနှုတ်ကပတ်တမန်တရားကိုဗောနော်ဝေမျှတိုက်တွန်းခွန်အားပေးနိုင်ရတဲ့အခွင့်ပေးလက်ရှိတော့အစီအစဉ်ရွှေဆွဲပေးလက်ရှိတော့အဖွဲ့ဝင်အသီးသီးကိုလည်းအထူးပဲကျေးဇူးတင်နေဗောနော်ဒီကနေ့ဗောနော်ခဏတပပတိဖတ်သွားတဲ့ကျမ်းပိုက်ကိုကျွန်မပြန်လဲမြန်မာလိုပြန်လဲဖတ်ကြားမှာဖြစ်ပါတယ်ဗောနော်နှစ်တိအခန်းကြီး3အခန်းငယ်16ဆက်ခွန်နှစ်တိအခန်းကြီး3အခန်းငယ်16ဆက်ခွန်ထိုကျမ်းစာရှိသမျှသည်ဘုရားသခင်မုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ဘုရားသခင်၏လူသည်စုံလင်သောသူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငါပြင်ဆင်သောသူဖြစ်မိအကြောင်းဩဝါဒပေးခြင်းအပြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏ဗောနော်ဒီကနေ့ကျမတို့ရဲ့အသက်တာဟာဆိုလို့ရှိရင်ကုံချမ်းတစ်ခုနဲ့တူပါတယ်ဗောနော်ကုံချမ်းဟာကုံချောတစ်ခုဖြစ်လာဖို့ရအတွက်စက်ယုံကိုပို့ပေးရတယ်စက်ယုံမှာရောက်ရှိတဲ့အခါမှာသူတို့ဟာစက်ပစ္စည်းတွေနဲ့တစ်စင်းပြီးတစ်စင်းမိမိလိုရာပစ္စည်းကိုပုံသွင်းပြီးတော့မှကုံချောအဆင့်ကိုရရှိမှာဖြစ်တယ်ဒီကနေ့ကျမတို့ရဲ့အသက်တာလဲကုံချမ်းနဲ့အတူတူပဲဗောနော်ဘာဖြစ်လို့ကျမတို့အသက်တာကုံချမ်းနဲ့တူလဲဆိုလို့ရှိရင်ကျမတို့ရဲ့အသက်တာဟာဆိုလို့ရှိရင်ကျမတို့ဇာတိပဂတိစိတ်တွေအင်မတန်မှများတယ်နော်အတ္တမမနာတရားတွေအင်မတန်မှပြည့်ညက်နေတယ်မနော်ကျမတို့နှလုံးသားထဲမှာအတ္တမမနာတွေအင်မတန်မှပြည့်ညက်နေတဲ့အတွက်ကြောင့်မလို့ကျမတို့ဟာဆိုလို့ရှိရင်ကုံချမ်းနဲ့တူတယ်ဗောနော်ကျမတို့အဲ့ဒီအတ္တမမနာတရားတွေကင်းစင်အောင်ကျမတို့ရဲ့အသက်တာမှာတမန်တရားနဲ့ကျမတို့လိုက်လျှောက်ပြီးတော့မှအသက်ရှင်လျှောက်လန်းရမှာဖြစ်ပါတယ်ကျမတို့အဲ့လိုမျိုးလျှောက်လန်းဖို့ရအတွက်ဗောနော်ဒီကနေ့ကျမတို့အသက်တာမှာဗောနော်ကျမတို့ရဲ့အသက်တာကိုပြောင်းလဲစေနိုင်တဲ့အရာ၃ခုအဖြစ်ကျမအနည်းငယ်တိုက်တွန်းခွင့်အားပေးချင်တယ်ဗောနော်ကျမတို့နံပါတ်1တစ်ချက်အားဆိုလို့ရှိရင်တမန်ကျမ်းစာဗောနော်ခဏကျမဖတ်သွားတဲ့ကျမ်းပိုက်မှာပဲဘုရားသခင်ဟာဗောနော်တမန်ကျမ်းစာအုပ်ကိုဗောနော်ဘုရားရဲ့ဝိညာဉ်တော်အဖြစ်မှုတ်တွင်းထားတဲ့စာအုပ်တအုပ်ဖြစ်တယ်ဗောနော်ဒီဝိညာဉ်တော်မှုတ်တွင်းထားတဲ့စာအုပ်ဟာဆိုလို့ရှိရင်မကောင်းတဲ့လူတွေကိုကောင်းအောင်ပြုပြင်ပေးတတ်တယ်ဗောနော်ပြီးလို့ရှိရင်မတရားသောသူကိုတရားအောင်ပြုလုပ်ပေးနိုင်တဲ့စာအုပ်ဖြစ်တယ်မလိမ္မာတဲ့သူကိုလိမ္မာအောင်ပြုပြင်နိုင်တဲ့စာအုပ်ဖြစ်တယ်ဗောနော်ဒီစာအုပ်ဟာရိုးရိုးစာအုပ်မဟုတ်ဘူးဘုရားသခင်ဝိညာဉ်တော်မှုတ်သွင်းထားတဲ့စာအုပ်ဖြစ်တယ်တမန်ကျမ်းစာအုပ်ဖြစ်တယ်ဗောနော်ဒီကနေ့ဗောနော်တမန်ကျမ်းစာရဲ့ထူးခြားရတဲ့အကြောင်းတရားဟာဆိုလို့ရှိရင်ဒီတမန်ကျမ်းစာကြောင့်ဗောနော်အသက်တာပြောင်းလဲသွားတဲ့သူတွေကဘာပေါ်မှာအများကြီးရှိတယ်ဗောနော်အဲ့ဒီကဘာပေါ်မှာအများကြီးရှိတဲ့အနက်မှာဒီကနေ့ဗောနော်ကျမ်းစာအဖြစ်အသက်တာပြောင်းသွားတဲ့လူတူအကြောင်းကျွန်မအနေငယ်ပြောချင်တယ်ဗောနော်တမန်ကျမ်းစာကြောင့်ဗောနော်သူ့ရဲ့အသက်တာလုံးဝအုတ်တုံပြောင်းလဲသွားတဲ့ကဘာကျော်ပုပ်ကိုနော်အများကြီးရှိတဲ့အနက်မှာအထင်ရှားဆုံးတမိုင်းအတွင်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Saint Augustine အကြောင်းကိုအနည်းငယ်ပြောချင်တယ်ဗောနော် Augustine ဟာသူအင်မတန်မှဉာဏ်ပညာထက်မြက်တဲ့သူဖြစ်တယ်ခေတ်ပညာတတ်တယောက်ဖြစ်တယ်။ तू ငယ်ရွယ်တဲ့အစဉ်မှာလောကစည်းစိမ်ရဲ့ပျော်မွေ့ခြင်းနောက်ပဲ तू လိုက်တယ်။ကမ္မဂုဏ်ပျော်ပါခြင်းနောက်ပဲ तू အင်တန်မှလိုက်တဲ့ तू ဖြစ်တယ်။ဒါပေမဲ့ပဲနော်အဲ့ဒီ Augustine ရဲ့အမေဟာဆိုလို့ရှိရင်သူ့သားခရိယန်တယောက်ဖြစ်လာဖို့ရန်အတွက်ပဲနော်
စိတ်အော်ဂတ်စတင်ရဲ့မိခင်ဆိုရှင်စိတ်မိုနီကာဖြစ်တယ်ဗောနော်သူသားခရိယန်ဖြစ်လာဖို့ရန်အတွက်သူမျက်ရည်မျက်ခွက်နဲ့နှစ်ပေါင်းများစွာသူဆုတောင်းခဲ့ရတယ်တဲ့နော်အော်ဂတ်စတင်ဟာဆိုလို့ရှိရင်အဲ့ဒီကမ္မဂုဏ်အာယုံကိုမစွန့်လွတ်နိုင်ခဲ့ဘူးတော့နော်တနေ့မှာတော့တဲ့နော်သူဟာဖခင်အော်ဂတ်စတင်ဟာဆိုလို့ရှိရင်ဖခင်ထံမှာဆုတောင်းတယ်အိုးဖခင်သခင်အကျွန်ုပ်ကိုစင်ကြယ်တတ်ရှင်စေတော်မူပါသို့တော်ယခုချစ်ချင်းတော့မဟုတ်သေးပါနဲ့အောင်ဆိုပြီးတော့မှသူဟာဆုတောင်းခဲ့တယ်ဗောနော်အပြစ်နွန်ထဲမှာသူလုံးဝမယုံထွက်နိုင်ခဲ့ဘူးဗောနော်စိတ်ဒုက္ခအကြီးအကျယ်သူရရှိခဲ့တယ်တဲ့တနေ့မှာတော့နော်AD 386ခုနှစ်မှာပေါ့နော်သူအသက်32နှစ်အရွယ်မှာသူဟာဆိုလို့ရှိရင်အီတလီနိုင်ငံမီလန်မြို့မှာရှိတဲ့ဥယျာဉ်တစ်ခုထဲမှာသူဩဂတ်စတင်ဟာဆိုလို့ရှိရင်နော်သူကထိုင်နေပြီးတော့သူ့ရဲ့အပြစ်အတွက်သူစိတ်နှလုံးကြေကွဲဆိုတော့သူငိုယိုနေခဲ့တယ်တဲ့နော်အဲ့ချိန်မှာသူ့နားထဲမှာအကြိမ်ကြိမ်ကြားနေရတဲ့ကလေးငယ်တယောက်ရဲ့တခြင်းဆိုတဲ့ကိုသူအကြိမ်ကြိမ်ကြားခဲ့တယ်တဲ့နော်ယူပြီးဖတ်ပါဆိုတဲ့အတန်သူအကြိမ်ကြိမ်ကြားနေရတယ်တဲ့အဲ့ချိန်မှာသူတမန်ကျမ်းစာလက်ကိုသူ့နဘေးမှာသူထားတယ်ဗောနော်သူမဖတ်ချင်စိတ်မရှိလို့ဗောနော်သူ့ရဲ့အနီးနားမှာစိတ်မပါလက်မပါနဲ့တမန်ကျမ်းစာလေးသူထားခဲ့အဲ့ချိန်မှာယူပြီးဖတ်ပါလို့ပြောတဲ့အခါမှာဗောနော်အဲ့ဒီတမန်ကျမ်းစာသူကောက်ကင်ပြီးတော့မှသူယူပြီးတော့ဖတ်တဲ့အခါမှာယောမအခန်းကြီး73အငယ်73 74ကိုသူဖတ်မိတယ်ဗောနော်ယောမဩရစာအခန်းကြီး73အငယ်73 74ကိုသူဖတ်တဲ့အခါမှာပွဲလုခြင်းရစ်မျိုးတောက်ကျူးခြင်းမတရားသောမေထုံနိုင်မိဝဲခြင်းကိလေသာညစ်ညူးခြင်းရန်တွေ့ခြင်းဂုံပြိုင်ခြင်းအမှုတို့ကိုရှောင်ကျဉ်၍နေ့အချိန်၌ကဲ့သို့တင့်တယ်ရောက်ပတ်စွာကျင်ဆောင်ပြုမှုကြကုန်အံ့သခင်ယေရှုခရစ်ကိုယူတင်ဝတ်ဆောင်ကြလော့ကိုကာယဤတတ်မှတ်ခြင်းအလို့ငါမကြံစီကြနှင့်သူဒီကျမ်းပိုက်ကိုဖတ်မိတဲ့အခါမှာဗောနော်အော်ဂတ်စတင်ရဲ့အသက်တာဟာဆိုလို့ရှိရင်ငြိမ်သက်ခြင်းအလင်းဟာဆိုရင်သူ့နှလုံးသားထဲမှာလွမ်းမိုးသွားခဲ့တယ်သူ့ရဲ့အသက်တာဟာလည်းပဲလုံးဝပြောင်းလဲသွားခဲ့တယ်ဆိုတော့ကျွန်မတို့တွေ့ရှိရပါတယ်မနော်နောက်ဆုံးမှာသူနှစ်ချင်းမင်္ဂလာခံယူပြီးတော့မှသူဟာဆိုလို့ရှိရင်ကပ္ပခရိယန်သမိုင်းကပ္ပခရိယန်သမိုင်းမှာဗောနော်ဩဇာအရှိဆုံးဓမ္မပညာရှင်သူဦးဖြစ်လာခဲ့တယ်ဆရာတော်တစ်ပါးဖြစ်ခဲ့တယ်ဗောနော်ဒါကြောင့်တမန်ကျမ်းစာရဲ့တကူဟာဆိုလို့ရှိရင်ကမ္မဂုံမှာနှစ်မွန်းနေတဲ့အပြစ်သားတဦးဖြစ်တဲ့ဒီဩဂတ်စတင်ကိုတောင်မှဗောနော်ကပ္ပသမိုင်းမှာတာမကပဲကပ္ပသမိုင်းမှာဗောနော်အမွန်မြတ်ဆုံးသူတော်စင်သူဦးအဖြစ်တို့ပြောင်းလဲပေးနိုင်တဲ့တက်တည်ပဲဖြစ်တယ်ဗောနော်ဒါကျမ်းစာဟာဖြစ်ကျမ်းစာဟာဆိုလို့ရှိရင်ဩဂတ်ရဲ့ဩဂတ်စတင်ရဲ့စိတ်ဩဂတ်စတင်ရဲ့အသက်တာကိုပြောင်းလဲပေးနိုင်တဲ့အရာကိုကျွန်မတွေ့ရှိရမှာပဲဖြစ်တယ်ဒီကနေ့ဗောနော်ကျွန်မတို့အသက်တာမနော်အသက်တာမှာလည်းဗောနော်ကျမ်းစာဖတ်ခြင်းအဖြစ်လဲကျွန်မတို့ပြောင်းလဲနိုင်ရမှာဖြစ်ပါတယ်ဗောနော်ဒါကြောင့်မလို့ကျွန်မနောက်ထပ်ကျမ်းပိုက်တစ်ပိုက်ဖတ်မှာဖြစ်ပါတယ်ဗောနော်စာလံ136ခုမြောက်သောစာလံအပိုင်ငယ်9-6 136ခုမြောက်သောစာလံအပိုင်ငယ်9-6ခြာရဖျားသည်ကျေးဇူးပြုတတ်သောသဘောဖြောင့်မတ်သောသဘောရှိ၏ငါတို့ဖျားသခင်သည်ကရုဏာစိတ်ရှိတော်မူ၏ခြာရဖျားသည်မလိမ္မာသောသူကိုစောင့်မတော်မူ၏ငါသည်နှိတ်ချလက်ရှိသောအခါကယ်တင်တော်မူ၏ဖျားသခင်ကမလိမ္မာတဲ့သူတော်မှာလိမ္မာစေတဲ့ဖျားဖြစ်တယ်နော်နှိတ်ချသောသူတွေကိုကယ်တင်တော်မူတဲ့ဖျားဖြစ်တယ်ဒါကြောင့်မလို့ကျွန်မတို့ရဲ့အသက်တာမှာဖြောင့်မတ်ခြင်းနော်ကျွန်မတို့ရဲ့အသက်တာမှာပို့ပြီးတော့မှဖျားသခင်နဲ့တွာလာဖို့ဖျားကျမတို့ဟာဆိုလို့ရှိရင်ဒီစိတ်ဩဂတ်စတင်လောက်ကျမတို့မစိုးသေးဘူးပေါ့နော်တိုးတော်ညာလည်းပဲသူဟာဆိုလို့ရှိရင်သူဘလောက်ပဲစိုးသေးသူဘလောက်ပဲစိုးသေးမိုက်မဲခဲ့ပေမဲ့လည်းပဲဘုရားသခင်နဲ့တွေ့ရင်အရာအလုံးဟာအရေးပျော်သွားတယ်ဆိုတော့ကျမတို့တွေ့ရှိရမှာဖြစ်ပါတယ်မဿဲအခန်းကြီး6အငယ်33မှာဘုရားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေ့ဦးစွာရှာကြလော့နောက်မှထိုအရာတို့ကိုထိုအရာများကိုထပ်၍ပေးတော်မူလတံမနော်ဖြောင့်မတ်ခြင်းနော်ဖြောင့်မတ်ခြင်းတဲ့နိုင်ငံတော်နော်ရှေ့ဥစွာရှာရမယ်နော်မိမိဘဝအသက်တာမှာပေါ့နော်မိမိတို့ကောင်းကြီးခံစားဖို့ရန်အတွက်ပေါ့နော်ဖခင်ကဒီတမန်ကျမ်းစာအားဖြင့်ကျမတို့ကိုတိုက်တွန်းထားတာပဲဖြစ်တယ်နော်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကျမတို့ဟာဆိုလို့ရှိရင်နှုတ်ကပတ်တော်နဲ့မိမိရဲ့အသက်တာမှာနှုတ်ကပတ်တော်နဲ့အမြဲတမ်းတွာလာတတ်ဖို့အင်မတန်မှအရေးကြီးတယ်ပေါ့နော်ဆိုတဲ့အကြောင်းကိုကျမပြောချင်တယ်ပေါ့နော်နောက်ထပ်
တခုမြောက်သောဆာလံအပိုင်းငယ်3-4ကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်တခုမြောက်သောဆာလံအပိုင်းငယ်1ကနေ3ကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်မတရားသောသူတို့၏တိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့၏လမ်းတွေမရက်မနေမချီမဲ့မြင်ပြုသောသူတို့၏အစည်းအဝေး၌မထိုင်တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မိသောသူသည်မိန်္ဂလာရှိ၏အကြောင်းမူကားထိုသူသည်မျက်နှာမှာဆိုင်လွက်မိမိအချိန်တန်မှအသီးကိုတီး၍အရွက်မညွန်းနွမ်းတတ်သောအပင်နှင့်တူ၏ပြုလေသမျှတို့၌အောင်လိတ်တည်းကျမ်းစာကိုကျမတို့နေ့စဉ်မပြတ်မနော်နေ့ညနော်နေ့ညမပြတ်ဆင်ရှင်ဖတ်ယူမယ်ဆိုလို့ရှိရင်မနော်ကျမတို့ပြုလေသမျှဟာအောင်မြင်ခြင်းအသက်တာကိုကျမတို့ရရှိမှာပဲဖြစ်တယ်ဗောနော်ပြီးလို့ရှိရင်ကျမတို့ဆက်လက်ပြီးတော့ယောရှုအခန်းကြီး1အငယ်8ကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ထိုပညာကျမ်းစာ၌ရေးထားသမျှအတိုင်းကြင့်မိဟုစောက်ချောက်ခြင်းအလို့ငါကျမ်းစာကိုမဖတ်မရွတ်ပဲမနေနေ့ညမဖြတ်နေ့ညမပြတ်ကြည့်ရှုဖတ်ရရမည်တို့ပြုလင်တင်ကြီးအကြံထမြောက်၍အောင်မြင်လိုက်မည်နေ့ညမပြတ်ကျမတို့ဖတ်ရမယ်ဆိုလို့ရှိရင်မနော်ကျမတို့ရဲ့အကြံအစီတွေဟာဆိုလို့ရှိရင်အောင်မြင်မယ်ဗောနော်ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာကိုနော်ပြောင်းလဲပေးနိုင်ယုံတာမကအောင်မြင်မှုကိုလည်းပေးနိုင်တဲ့အရာဟာတမန်ကျမ်းစာပဲဖြစ်တယ်ဗောနော်ဒါကြောင့်ကျမတို့ရဲ့အသက်တာမှာတမန်ကျမ်းစာကိုအချိန်လေးပေါ့နော်အချိန်အများတချို့ဆိုရင်ရှိရမနော်တမကျန်းစာဖတ်ဖို့အချိန်10မိနစ်15မိနစ်မပေးနိုင်တော့ညာလည်းပဲဖုန်းတို့ television တို့ဆိုကျမတို့ဘယ်လောက်ပဲကြည့်ပေါ့နော်ကြည့်နိုင်တယ်ပေါ့နော်ဒါကြောင့်ဒီကနေ့ကစပြီးကျမတို့ကဆိုလို့ရှိရင်ဒီအသက်တာကိုပြောင်းလဲပေးနိုင်တဲ့တမကျန်းစာအုပ်ကိုကျမတို့အမြဲတမ်းဆင်ရှင်ခွာယူမယ်ဆိုလို့ရှိရင်ကျန်းစာမှာကျမတို့ကိုဖော်ပြထားတဲ့နဲ့နဲလာတဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တမန်တရားတွေဟာကျမတို့ကိုအမြဲတမ်းကောင်းမွန်တဲ့လမ်းကိုညွှန်ပြပေးတဲ့အခါမှာကျမတို့ဟာအောင်မြင်တဲ့အသက်တာကိုရရှိမှာပဲဖြစ်ပါတယ်ဗောနော်နံပါတ်1အချက်အနေနဲ့အခက်ခဲပြဿနာများဗောနော်အခက်ခဲပြဿနာများယောဘဝတ္ထုအခန်းကြီး23အခန်းငယ်8ကနေ12ကိုကျမတို့ကြည့်မယ်ဆိုယခုမူကားငါတက်လင်ဖျားရှိတော်မူ၏စုပ်လင်ကိုတော်ကိုမရိပ်မီလှုပ်တော်မူရာလက်ဝဲဖဲသို့သွားလင်ကိုတော်ကိုမဖူးမသွေးရလက်ရဘဲ၌ပုံးရှောင်လက်နေတော်မူကြောင်းကိုတော်ကိုမမြင်ရသို့တော်လဲငါသွားသောလမ်းကိုကြည့်တော်မူ၏စစ်တော်မူခြင်းကိုခံပြီးမှရွှေကဲ့သို့ပေါ်လိမ့်မည်ခြေတော်ရာကိုအစဉ်တစိုက်ငါလျှောက်သွား၍ကြွတော်မူရာလမ်းကိုမလွဲမရှောင်လိုက်ပါ၏ခြားတော်မူသောပညတ်ကိုငါမပယ်နှုတ်တော်ထွက်စကားတို့ကိုငါရင်ခွင်၌တူထား၏နော်ဒီအကျမ်းပိုက်ကိုကျမတို့ကြည့်မယ်ဆိုရှင်ယောဘရဲ့အသက်တာကိုကျမတို့တွေ့ရှိရမှာဖြစ်ပါတယ်ယောဘဟာဆိုလို့ရှိရင်သူအင်မတန်မှသူအနာတွေဖြစ်နေတဲ့အချိန်မှာ तू အင်မတန်မှခံစားရသူရဲ့စိတ်ထဲမှာလေဘုရားသခင်သူ့ကိုပြစ်ပယ်နေပြီလားဆိုတာ तू ခံစားရမှာပဲဖြစ်တယ်နော်ဘုရားသခင်ကသူ့ကိုမေ့လျော့နေပြီလားဆိုတာကိုလေ तू ခံစားရမှာပဲဖြစ်တယ်ဗောနော်ဒါပေမဲ့ तू ခံစားတဲ့အရာအားလုံးကိုဘုရားသခင်ကသိတယ်နော် तू ခံစားနေရတဲ့ဝေဒနာအခုချင်းစတိုင်းကိုဘုရားသခင်ကသိတယ်ဗောနော်ဤစုံစမ်းမှုဟာအောင်မြင်မှုရဖို့ရန်အတွက်ဘုရားသခင်စမ်းသပ်ခြင်းပဲဖြစ်တယ်မနော်ဒီကနေ့ကျမတို့ယုံကြည်သူအယောက်စတိုင်းရဲ့ဝိညာဉ်ရေးရာရင့်ကျက်ဖို့ရန်အတွက်ကျမတို့ဟာဆိုလို့ရှိရင်လွယ်နဲ့မရဘူးဗောနော်ကျမတို့ဟာဆိုလို့ရှိရင်ဝိညာဉ်ရေးရာရင့်ကျက်ဖို့ရန်အတွက်ကျမတို့ကလွယ်နဲ့မရဘူးချေမွေးမီးမလောင်လက်မွေးမီးမလောင်လို့လည်းမရဘူးပန်းခင်းတဲ့လမ်းကိုရှောက်ရတာလည်းမဟုတ်ဘူးเนาะပြဿနာတွေเนาะဒုက္ခတွေနဲ့ဘာလို့အခက်ခဲပြောင်းမဆိုအောင်ကျမတို့ကြော်ဖြတ်ပြီးမှဒီအရာကိုကျမတို့ရရှိလာတာပဲဖြစ်တယ်ဗောနော်ကျမတို့အဲ့အရာကိုရရှိတဲ့အခါမှာဆိုကျမသိရှိတက်လာမယ်ဗောနော်ပြီးရင်သူတစ်ပါးကိုခွင့်လွတ်တက်လာမယ်သူတစ်ပါးကိုအကောင်းမြင်တက်လာမယ်တိခံတက်လာမယ်ဆိုတဲ့အရာကိုကျမတို့ရရှိမှာပဲဖြစ်တယ်ဗောနော်ဒါကြောင့်မလို့ဘုရားသခင်ဟာဆိုလို့ရှိရင်ဗောနော်ကျမတို့ကိုတခါတလေကျမတို့အခက်ခဲပြဿနာတွေကိုကြုံတွေ့တဲ့အခါမှာဘုရားသခင်ကငါ့ကိုပဲအမြဲတမ်းအခက်ခဲပြဿနာပြီးကြုံတာလားဆိုပြီးတော့မှကျမတို့ဟာဘုရားသခင်ကိုမေခွန်းထုတ်တတ်ကြတယ်ဗောနော်တစ်သက်အခန်းကြီး9အငယ်18မယ်ဆိုကြည့်မယ်ဆိုလို့ရှိရင်တစ်သက်ခန်းကြီး9အငယ်18ကိုကျွန်မတို့ကြည့်မယ်ဆိုအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလော့အကြောင်းမူကားသင်တို့သည်ထိုတို့ကျင့်စေခြင်းကယေရှုခရစ်၌ဘုရားသခင်အလိုတော်ရှိ၏နော်
ကျမတို့ဒုက္ခပြဿနာကြုံနေရတဲ့အခါမှာချီးမွမ်းရမှာလားလို့ကျမတို့ပြောတဲ့အခါမှာမဟုတ်ပါဘူးပေါ့နော်ဤအရာအဖြစ်ပေါ့နော်ကျမတို့ဟာဆိုလို့ရှိရင်ဒီခက်ခဲပြဿနာလေးတွေကိုကျမတို့ဆင်ခြင်ကျမတို့ရဲ့အသက်တာမှာဝင်လာတဲ့အခါမှာကျမတို့ဟာဆိုလို့ရှိရင်ပေါ့နော်ကျမတို့အသက်တာရင်ဆိုင်ရတဲ့ဒီခက်ခံကောင်းကျိုးတွေကိုကျမတို့ပို့ပြီးတော့မှခံနိုင်ရရှိအောင်ဘုရားသခင်ကကျမတို့ကိုသွန်သင်ထားတာပဲဖြစ်တယ်မနော်ဟေဘရဲအခန်းကြီး7အငယ်16ကိုကျမတို့ကြည့်မယ်ဆိုရင်ထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၏လက်ခံတော်မူသမျှသောသားတို့ကိုဒဏ်ခတ်တော်မူတတ်၏ဟုသူငယ်တို့ကိုဆိုတကဲ့သို့တင်တို့ကိုပြောဆိုသောဩရာစကားကိုမေ့ကြသလောနောက်ထပ်တုတ်တန်အခန်းကြီး3အငယ်7မှာဆိုလို့ရှိရင်လေထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၏နှစ်သက်တော်မူသောသားကိုဒဏ်ခတ်တော်မူတတ်၏ဒီကနေ့ဒီကျမ်းပိုက်ကိုကျမတို့ကြည့်မယ်ဆိုကျမရဲ့အသက်တာမှာလည်းအဲ့ဒီတုတ်တန်အခန်းကြီး3အငယ်7ကိုကျမအရင်တော့ကျမကြုံတွေ့ရတဲ့အခက်ခဲတွေပါတယ်ဆိုရှင်အဲ့ကျမ်းပိုက်ကိုဖြစ်ဘုရားသခင်ကငါ့ကိုချစ်လို့ငါ့ကိုဆုံးမတာဘုရားသခင်ကငါ့ကိုအရန်နှစ်သက်လို့ဒဏ်ခတ်တာဆိုတဲ့အဲ့ကျမ်းပိုက်ကိုပဲကျမအကောင်းဆုံးလက်ဆွဲယူပြီးတော့မှကျမအသက်တာမှာဒီကြုံတွေ့ရတဲ့အရာတွေကိုကျမအကောင်းဆုံးပေါ့နော်ရင်ဆိုင်နိုင်ခဲ့တယ်ဒါကြောင့်သူတစ်ပါးကိုလည်းကျမတို့ခွင့်လွတ်လာနိုင်တယ်နော်တီးခံတက်လာတယ်ပေါ့နော်ကျမတို့အသက်တာမှာအဲ့အရာတွေကိုကျမတို့အသက်တာမှာကျမတို့တုံမီးထားမယ်ဆိုလို့ရှိရင်ပေါ့နော်အသက်တာပုံမျိုးပြီးတော့မှရင့်ကျက်လာမယ်ပေါ့နော်ဝိညာဉ်ရေးရာပိုင်းမှာလည်းပုံမျိုးပြီးတော့မှရင့်ကျက်လာမှာပဲဖြစ်ပါတယ်ပေါ့နော်ဥမာယောသက်ပေါ့နော်တွင်းထဲကိုမကြအောင်ဘုရားသခင်နော်ဘုရားသခင်လုံနိုင်တယ်တွင်းထဲကိုသူ့အကိုတွေမပြစ်ထက်အောင်ဘုရားသခင်လုံနိုင်တယ်ဘာကြောင့်ဘုရားမလုံတာလဲဗောနော်ဒံယေလဗောနော်ရှင်သိတ်လောင်အိမ်ထဲကိုမကြအောင်ဘုရားသခင်လုံနိုင်တယ်ဒါပေမဲ့ဘာကြောင့်မလုံတာလဲဗောနော်ပေါလုတင်ပေါ်ပြက်နဲ့မကြုံရအောင်ဘုရားသခင်လုံနိုင်တော်လဲဘာကြောင့်ဘုရားသခင်မလုံလဲဗောနော်ဒီမှာတို့စဉ်းစားဖို့လို့လေရှာရက်မေရှက်အဘေဒနီကိုမိဖို့ထဲအောင်မလုံအောင်မရောက်အောင်ဗောနော်ဘုရားသခင်စွမ်းဆောင်နိုင်တယ်ဘာကြောင့်မလုံလဲဆိုလို့ရှိရင်ဘုရားသခင်အနေနဲ့သူ့ရဲ့အကြံအစီတော်သူ့ရဲ့ရည်ရွယ်ချက်တွေရှိတဲ့အတွက်ကြောင့်မလို့ပဲဖြစ်တယ်ဗောနော်ဒါကြောင့်အသက်တာမှာဒီအခက်ခဲပြဿနာများနဲ့ရင်ဆိုင်တဲ့အခါမှာဆိုလို့ရှိရင်ဗောနော်စောလင်စွာဘုရားသခင်ကိုကျမတို့မေးခွန်းမထုတ်ဖို့အင်မတန်မှအရေးကြီးတယ်ဗောနော်ဆိုတဲ့အကြောင်းကိုဗောနော်အနေငယ်တိုက်တွန်းခြင်းနဲ့ဗောနော်နံပါတ်3အချက်အနေနဲ့ဆိုလို့ရှိရင်သွေးဆောင်ခြင်းနော်သွေးဆောင်ခြင်းတိယောအခန်းကြီးနှင့်အငယ်16တိယောအခန်းကြီးနှင့်အငယ်16လောက၌ရှိသမျှအရာတည်ဟုသောကိုယ်ကာယတတ်မဲ့ခြင်းမျက်စိတတ်မဲ့ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းသည်ခမဲတော်နှင့်မဆိုင်နော်ဒါကြောင့်မလို့ဒီကနေ့ပေါ့နော်ဒီဟာမျက်စိတက်မှတ်ခြင်းလို့ကျမတို့ပြောတဲ့အခါမှာပေါ့နော်ကျမတို့ဘုဒ္ဓကျမအဲ့ဒီမျက်စိတက်မှတ်ခြင်းဆိုတော့ကျမဘုဒ္ဓသွားမြင်အောင်လဲဆိုလို့ရှိရင်ဒါဝိမင်းကြီးနော်ဒါဝိမင်းကြီးကစင့်ကြံမှာလမ်းလျှောက်တဲ့အချိန်မှာပေါ့နော်ဘာသာချေပါဟိုရေစိတ်မှာရေချိုးနေရနော်သူ့ရဲ့မျက်စိသူမြင်တဲ့အချိန်မှာအင်မတန်မှလှတယ်ပေါ့နော်တက်မှတ်မှုပေါ့နော်ဒီမျက်စိရဲ့တက်မှတ်မှုအဖြစ်ပေါ့နော်ပြီးတော့ရှင်ကိုယ်ကာယတက်မှတ်မှုကြောင့်မလို့ပေါ့နော်ဒါဝိဟာဖះမကြိုက်တဲ့အရာကိုသူလှုပ်ခဲ့တယ်ဗောနော်ဘာသာဥရိယကိုလည်းသူတက်ခဲ့တယ်ဆိုတာကိုကျမတို့သိရှိရမှာပဲဖြစ်တယ်ဖះမကြိုက်တဲ့အရာဒီတက်မှတ်ခြင်းကြောင့်ဗောနော်ဖះမကြိုက်တဲ့အရာကိုဒါဝိလှုပ်ဆောင်တဲ့အတွက်ကြောင့်မလို့ဗောနော်ဒါဝိမင်းကြီးရဲ့သူ့ရဲ့သားသမီးတွေဟာဆိုလို့ရှိရင်ဒုက္ခပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ရတယ်ဆိုတာကိုကျမတို့သိရှိရမှာဖြစ်တယ်ပြီးလို့ရှိရင်ကပ္ပဦးကျမ်းခန်းကြီး3အငယ်6ကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ထိုအပင်သည်စားဖွယ်ကောင်းခြင်းအစင်းလှခြင်းပညာတိုးပွားစေလိုငါနှစ်သက်ဖွယ်ကောင်းသောအပင်ဖြစ်ခြင်းကိုမိမတည်မြင်လေအသီးကိုယူ၍စား၏မိမိခင်မွန်းအားလည်းပေး၍သူတည်လည်းစား၏ကျမတို့ကြည့်မယ်ဆိုတော့အာဒံနဲ့အေဝါပေါ့နော်အာဒံနဲ့အေဝါရဲ့အသက်တာမှာဆိုလို့ရှိရင်အာဒံနဲ့အေဝါစရမဏရဲ့သွေးဆောင်ခြင်းကိုခံခဲ့ရတယ်ပေါ့နော်အစင်းလှခြင်းလို့ပြောတဲ့အချိန်မှာကျမတို့မျက်စိတက်မှတ်ခြင်းပေါ့နော်အတီးကအင်မတန်မှလှတယ်နော်ငငယ်တော့ဆိုလဲဆရာမတို့ပုံပြင်ပြောလို့ရှိရင်ဆရာအေဒီဥယျာဉ်ထဲကပုံအတီးတွေပြပြီကျမတို့လည်းအရန်စားချင်တယ်မနော်ပန်းသီးဆိုတခါမှမစားဘူးရှမ်းပြည်နယ်မှာနေတဲ့အချိန်တော့ကျမရှမ်းပြည်နယ်မှာနေတယ်နော်ငယ်တော့ပန်းသီးကိုမမြင်ဘူးပန်းသီးလည်းမစားဘူးဆရာမပြလို့ရှိရင်ပန်းသီးတအားစားချင်တယ်မနော်အဲကြောင့်မနော်စားဖွယ်ကောင်းခြင်းဆိုတာကိုယ်ကာယတတ်မဲ့မှုအင်တာမစားချင်တယ်မနော်ပညာတိုးပွားမယ်ဗောနော်နာမည်ကျော်ကြားလိုချင်တယ်နော်အဲ့ဒီလိုမျိုးတွေလိုချင်တယ်ဗောနော်နာမည်ကျော်ကြားလိုချင်နော်အဲကြောင့်မလို့ဒီအရာတွေကိုနော်
အာဒန်နဲ့အေဝါဟာဆိုလို့ရှိရင်အေဝါဟာဆိုလို့ရှိရင်မကြော်လုံးစာဒမန်ရဲ့သွေးဆောင်မှုနောက်ကိုသူကလိုက်သွားတဲ့အခါမှာပေါ့နော်သူစားတာမဟုတ်သူ့ရဲ့ခင်မွန်းဖြစ်တဲ့အာဒန်ကိုတော့မှကျွေးလိုက်တယ်ပေါ့နော်စာဒန်ကပြောပြီးသားပဲဖျားကဲ့သို့ဉာဏ်ပညာအမျှော်မြင်ရှိမယ်။ဘာဖြစ်လဲဆိုသူတို့အာဒန်နဲ့အေဝါဟာအဝတ်ချင်းစီဖြစ်နေတာကိုမသိဘူး။ဒါပေမဲ့သူအဲ့အသီးစားတော့မှစားပြီးတဲ့အချိန်မှာသူတို့ရဲ့ခန္ဓာကိုယ်မှာအဝတ်မရှိတာကိုသူတို့သိရှိလာခဲ့တယ်။မျက်စိပွင့်နားပွင့်သွားတယ်ဆိုတာကိုကျွန်တော်တို့သိရှိရမှာဖြစ်ပါတယ်မနော်။သခင်ခရစ်တော်ကိုလည်းထိုနည်းသူပဲဗောနော်စာဒမန်နာဟာဤအချက်၃ချက်အဖြစ်သွေးဆောင်ခဲ့တယ်ဗောနော်။မှတ်တဲ့အခန်းကြီး၄အငယ်၁ကနေ၁၁ကိုကျွန်တော်တို့ဖတ်မယ်ဆိုရင်ကျွန်တော်တို့သိရှိရမှာပဲဖြစ်တယ်ဗောနော်။ကျွန်တော်တို့သိရှိရမှာပဲဖြစ်တယ်ဗောနော်စုံစမ်းခြင်းဟာဆိုလို့ရှိရင်ဗောနော်ကြောက်เสียမကောင်းဘူးဗောနော်စုံစမ်းခြင်းဟာကြောက်เสียမကောင်းဘူးဗောနော်ကြောက်เสียမကောင်းဘူးဒါပေမဲ့အမားနဲ့အမှန်ကိုကျမတို့ရွေးချယ်တတ်ဖို့အင်မတန်မှအရေးကြီးတယ်ဗောနော်ဒီအရာဟာငါအတွက်ကောင်းလားဒီလမ်းဟာကောင်းလားဥပမာဩဂတ်စတင်သူအမားနဲ့အမှန်ကိုဝေဖိုင်ပိုင်းခြားနိုင်တဲ့အခါမှာသူ့ရဲ့အသက်တာဟာဆိုလို့ရှိရင်နော်ကပ္ပသမိုင်းမှာအထင်ကရပုံကိုဖြစ်လာခဲ့တယ်ဆိုတာကိုကျမတို့သိရှိရမှာပဲဖြစ်ပါတယ်မနော်ဒါပေမဲ့အဲ့ဒီအပြစ်မနော်ကျမတို့အဲ့အပြစ်သေးကြာရောက်မယ်ကျမတို့အဲ့အပြစ်သေးကိုကျမတို့ကြာရောက်မယ်ဆိုလို့ရှိရင်ကျမတို့ကစာရမဏရဲ့ကိုပဲကျမတို့ရွေးချယ်ပြီးတော့ဘုရားသခင်ကိုမရွေးချယ်တဲ့အခါမှာဆိုရှင်ကျမတို့ဟာအဲ့အပြစ်သေးကိုကျမတို့ကြာရောက်မှာပဲဖြစ်ပါတယ်ဗောနော်ဒါကြောင့်မလို့ဗောနော်ဥပမာအနေနဲ့ဗောနော်အလွန်အင်မတန်မှဆွဲဆောင်မှုရှိတဲ့မိန်းကလေးမိန်းမချောလေးတူကိုကျမတို့ဟာဆိုမြင်တွေ့တဲ့ဟာအပြစ်မဟုတ်ဘူးတဲ့ဒါပေမဲ့တဲ့အဲ့ဒီချောမောလာတဲ့မိန်းကလေးကိုထက်ခါတလဲအငမ်းမရကြည့်ခြင်းဟာအပြစ်ဖြစ်တယ်ဗောနော်တခါကျမတို့ရဲ့မျက်စိတက်မှတ်ခြင်းကျမတို့ကိုယ့်ဟာကိုယ်လှုပ်တဲ့အပြစ်ဖြစ်တယ်ဗောနော်ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာမှာဗောနော်ကျမဒီကနေ့ဟောကြားထားတဲ့၃ချက်ဗောနော်ဏိဂုံးချုပ်အနေနဲ့ဆိုလို့ရှိရင်အသက်တာပြောင်းလဲစေနိုင်တဲ့အရာ၃ခုဆိုကျမတို့အသက်တာမှာတမချမ်းစာကိုဗောနော်နှလုံးသွင်းထားရမယ်လက်တွေ့လိုက်လျှောက်ကျင့်သုံးရမယ်ဘုရားသခင်နဲ့အတူတမချမ်းစာအဖြစ်ကျမတို့ဟာဆိုရှင်ခွန်အားယူရမယ်ဗောနော်ကျမတို့အဲ့လိုမျိုးခွန်အားယူနိုင်မှာကျမတို့အသက်တာဟာပို့ပြီးတော့မှပြောင်းလဲလာမယ်သူတစ်ပါးကိုလည်းပို့ပြီးတော့အကောင်းမြင်လာမယ်ပို့ပြီးတော့မှသိခံတတ်လာမယ်ဖြစ်တယ်ဗောနော်နံပါတ်2အချက်ဟာဆိုလို့ရှိရင်အခက်ခဲများဗောနော်အခက်ခဲပြဿနာများဘဝမှာဆိုလို့ရှိရင်ဗောနော်ကျမတို့ရဲ့အသက်တာမှာအခက်အခဲပြဿနာများမကြုံတွေ့ဘူးတဲ့လူမရှိဘူးအကုန်လုံးဟာဆိုလို့ရှိရင်ဒီဒုက္ခဆင်းရဲအခက်ခဲပြဿနာအမျိုးမျိုးနဲ့ကြုံတွေ့ရတယ်ဗောနော်ဒါပေမဲ့ကျမတို့အခက်ခဲကြုံတွေ့တဲ့အခါမှာဘုရားသခင်ဘာကြောင့်ကျမမှပဲဒီပြဿနာတွေကိုကြုံတွေ့နိုင်ရတဲ့အခွင့်ဘုရားပေးရတာလဲဆိုတော့မှကျမတို့ကဘုရားသခင်ကိုမေးခွန်းထုတ်တယ်ဒါဟာဆိုလို့ရှိရင်ဘုရားသခင်ဟာကျမတို့ကိုဘယ်လိုမျိုးသင်ယူစေရှင်တာလဲဘယ်လိုမျိုးသင်ခန်းစာပေးရှင်တာလဲဆိုတာကျမတို့စဉ်းစားတတ်ဖို့အင်မတန်မှရေးကြီးတယ်နော်ဒီအရာတွေအဖြစ်ကျမတို့ရဲ့ဝိညာဉ်ရေးရမှာပို့ပြီးတော့မှရင့်ကျက်လာမယ်ဗောနော်ပို့ပြီးတော့မှသူတစ်ပါးကိုအကောင်းပို့ပြီးတော့မှမြင်တတ်လာမယ်ခွင့်လွှတ်ခြင်းတရားရှိလာမယ်ဆိုတာကိုဘုရားသခင်တင်ပေးလိုက်ခြင်းဖြစ်တယ်ဗောနော်နံပါတ်3မှာဆိုလို့ရှိရင်သွေးဆောင်ခြင်းဗောနော်သွေးဆောင်ခြင်းကျမတို့ကြုံရတဲ့အခါမှာနော်ဘုရားသခင်ရဲ့အလိုတော်ကိုရွေးချယ်တတ်ဖို့အင်မတန်မှအရေးကြီးတယ်စာတန်ရဲ့နောက်ကိုမလိုက်ပဲဘုရားရဲ့အလိုတော်ကိုကျမတို့ရွေးချယ်မယ်ဆိုလို့ရှိရင်ကျမတို့ဟာဆိုလို့ရှိရင်အောင်မြင်တဲ့အသက်တာကိုကျမတို့ရရှိမှာပဲဖြစ်တယ်ဗောနော်ဒီကနေ့ဗောနော်ဒီအခုကျမပြောသွားတဲ့ဒေသနာဟာဆိုလို့ရှိရင်ဗောနော်ကျမတို့ရဲ့အသက်တာမှာကျမတို့အင်မတန်မှခွန်အားယူစရာအများကြီးကျမဖတ်မိတယ်ဗောနော်ကျမရဲ့အသက်တာမှာလည်းကျမကြုံတွေ့ရတဲ့အခက်အခဲမျိုးရှိတော်ညာလည်းပဲဘုရားသခင်ကကျမကိုမပြစ်ပယ်ထားဘူးဒီအခက်ခဲကြားထဲမှာပဲဘုရားသခင်ကကျမကိုတဆင့်ပြီးတဆင့်ပို့ဆောင်ပေးတဲ့အချိန်မှာအခုချိန်မှာဆိုရှင်ခွင့်လွတ်တက်လာတယ်နော်သူတစ်ပါးကိုလည်းအကောင်းမြင်တက်လာတယ်ဒါကြောင့်မို့ကျမတို့ရဲ့အသက်တာမှာဗောနော်အဲ့ကဲတော့ကျမတို့ဒီအရာတွေကိုကျမတို့နှလုံးသားထဲမှာတမန်ကျမ်းစာနဲ့အတူဖတ်ရှုပြီးတော့တမန်ကျမ်းစာကိုကိုယ့်ရဲ့နှလုံးသားထဲမှာအမြဲတမ်းဖတ်ရှုပြီးတော့မှလိုက်လျှောက်မယ်ဆိုလို့ရှိရင်ဗောနော်ကျမတို့ရဲ့အသက်တာဟာပြောင်းလဲပြီးတော့ဝိညာဉ်ရေးရမှာမလဲပုံမူပြီးတော့မှဒီထက်တာမကရင့်ကျက်ပြီးတော့မှအောင်မြင်တဲ့အသက်တာကိုရရှိမယ်ဆိုတဲ့အကြောင်းဒီဒေသနာလေးနဲ့အနှဲငယ်တိုက်တွန်းချင်ပါတယ်ကြားနာသူရောက်စတိုင်းမှာဘုရားသခင်တာ၍ကောင်းချီးပေးပါစေ
စီဘလူဘာကေဘုဒ္ဓမူတရာမူလဟိခောဟိနောပါဒုတိနောပါကစားကလုကထာနေလောအခေပကလေစုတာထဖို့စကတော့နေလောတော့တာထဖို့စကတော့ခါနေကနာဟုပါတာဒီနေလောအဆုနေဘာလကလုထောနေပါတမမှုနေမြေရာပညာတရာမူဆလာမှုနေလော လူကပြေတမဘူးတမ်ပလီတာဆွေကစားပါဆော့စကီဝါစိဘလီကင်းနာလောနဘလနဖို့နတာဆွေဆိုဝတ်တဲ့ဖာနေထူဝဲတော်ဝဲလဲပေါ်လောအတင်ညာလဲနလီအော်လီအောပွားနေဒီကူဒီတော့ပွားတမ်ပလီတာဆွေလေဂျွာမပါပွားတဲ့ဖာနေပေါ်ကြီးထော်ကေအော်လေတနေကတဲ့တဲ့ပါလဲတပပူရတကူတလဲတတပလကောလေကစားခချစ်မညာဒီမိဝဲလာမိဖာဖို့တဘူတာဘာတော့ဘဲဆိုခုတော့တာဟီဖို့တဲ့ဖာလဲမိဝဲလာတမဘူဖို့တဲ့ဖာဤပKisah kisah tak boleh memita si sabas nak itu kisah tak boleh ketulu oh maksud oh dok boleh tu suka si kau tambah budi pasti kau ada kisah kedua kubah hati si kau puah dok kekep pusi kau le tak kusot tak du cocok kau dari blok kau pakai mi pati pale hila pasos ki peno kuno tak pada sekedo suka tak boleh wau dan pakai mi pale lida pasos ki peno kuno tak pada bablu di pale kisah tak boleh agi dok agi kita Sata buya ke tulupwa, dak sata buya ke sui basi ko di pala hirako gade. Kado ni ta tumita mita blita sui do mu mala ko ba di sata buya le ta tumuta le bukete ni pelu siko yuwa ta sui ni lo. Sui ki beta mabu do sui ki beta pano kuta le krim ko bukina da belu do ki ta mabu su na lo ta pa yuwa olum ko. Amen.
Siblu ba banya sala lo lu thoni wa ta ma bu me ge da pwe mu lo thoni wa ta ma bu me ge do siblu ma su ko pipi do pra do tra mu tir pha lo to khuru me do phu mu tir pha ko di ko no ga de lo ma la ma ko bo sa lo ta de ni lo do tkhlu lo bless su ta chu pha lo pwe di ba do pkana hu ba ta chu pha ge do ta bu ba ti nya ni lo Siblik saya do mak la dahanya i borak sak lita la ta mula di sotole bwa kopla sak lita me ta kwas me ti pa me gi siblik saya do ma do du de tani yai bo do ta khwe ya la phobli ti pa la ni la ba ti ba tha tuwe de wi ri ba ko wi la ko ni na ri to pos ko ni ba po ta ba Siblik saya la tanya tatra mti phala patu pata matli manda ta tanya I pore yo pa mti phala la tam ba la ko di na de kam sia ko lu nai so ko pura ta ba luk saya klitha ko ma so ko ko di no ga de ta ma luk saya klitha mu do ma pa bi me pa te phala thi ba sa ka sa klitha ni me ta ka la alla pwe la ko ma lo ko ma pa ko ga de Not a neighbor of Puka Benjamin 2 Lawada cleaner than new place a year to I hope within a batu pa, not a cadiba. Or a module tia coalo, in a batu palava was ship on it key. That two bag do with a ma le a Buddha commissary. Love that Kutawe Pala, Atlani men, Lemera Bakada Tamari Mas. Bakada tolli tir phai kam se de kele maswara do wala limyana tir pha no wala khuta bo men tolli wara huta ne tutinya kam se biwa trahita se ga wara kele pawara khi kho pala kele masada ko de no ka di ba thi ba le pha a thi du pati ba se ko ta lo de blu to le couple thi lo tir ba sha hu te na ba thi ba la ta ge tir phai ho se ko ni ki te na ba thi ba se ko Pura ba su ba sa te pha ka te nya wa da pati to ba la pa wa da wo bla da su da sa le ku sa ta la wu ku ba sa de bla ba he ki wa na pati ba thi ba la wo tra do membu wa da amata bu si ko ba tho da sa hi pati ba thi ba la wo si ko do da ka di ba bu si ko ba po si te pha la ba ko sem da su da sa Kopela kit yadi to quiz do ho pudi phala basu basa pina batu phala wa de pha ko la la so de nya ba pho mu la me da ke blu pho wa da du do bla da ti bla me nya sa la me alimu wa da ka ba le thwa ro su japan do mil tas sa ho ni thwa ro da le li ba de ba le ta chi le so da ba da le de nya wa da ka le tu da gi ba da ta le ta ki ke le sa ya ko pu ma se ka le ku da no oတခါတော့ဖိုးခွာကတိဝါဒီတော့ဒီကောတဲ့ပါတီရဲ့လက်တော့စကောတယ်လေတပိတာမလောဒီတော့ဘာတိဖာစကောလေဘပလမလာတိပွားဆောတပိတာမတိဖာနဘဘာစုဘာစာကဒီကိုရအမယေရှုမုဒရာမီလကဘာတိပါတင်ညာဝဲကဲလခခမိတဲ့တင်ညာနာကီလောနော်ပွဲဒီဖာလာတင်ညာဘာတိပါတကိုအဂဒီလေတင်ညာပတိပါလားဖူလဲဥလက်တဆိုင်တိဖာလေလခေါ်တဆိုင်တဆတ်တဲ့တိဖာđó đủ de bờ tây nhà ba mà gặp đâu bờ tây nó sẽ là phố đã mà ta chuẩn bị được khử ba đã đi đại gia thì ba ule trâu cái bọc ba hồi đấy bị kéo được các cái ở cái đi tới thế hồi đấy thì bảo là cái đã cái bọc ba đã tới mười tới khử cái số ba đó kilo tới a ba hôm thì nó ba chỉ ba sẽ có là đó bữa là ba lấy đó kilo phố đi thì ba saya akan tahu tentang le tak mati tak keli ni tidak baca bahasa kau lo lalu sesuatu ketika di medan dunia medan lisaski ini aku dah pura pelajar lelu le kereta apa masa kau ni berteradu Yesus le main Trinity kereta apa tak apa terakhir untuk kau buat di depan do berti bahasa kau ada le lisaski ini aku ada bah mau di depan le pelai rule lisaski lah ala ka nila ta prati pa ti na ba ti pa la go le ti me la ru ala su wa re na kwa mu la ru a ko me ni no ni ma ni mo su na ke ti kwa ke ru ba na no ko ti na ba ti pa la ka nila ta tra ti pa
နောက်ပွဲတနည်းဒီကမှလည်းပတ်ထရာလဲအနေBG Church တခါခုတည်းနေတဲ့ဘာတိပါရှိကိုတခဲလကစီဆရာလာဘောကိုဖလာတိုင်းရတာခုနပဒေါက်စာပုံပကတိပါကိုဒီနော်တဲ့လဲဟဲ့တော့ဘူးကိုဘာတူရဒေါ်လက်တလောက်ကော့တော့တဲ့တင်တော့ဆွဲဆွားလို့တန်လို့မွေဆွေကေရပါမကောဒီနော်တဲ့တူတော်နေတကေတံပြီးတော့မလော စီဘလူပါပတရာဒိုလက်ပဖလာနေဝါတထုဖာရိမေတာဘူးပါတင်ညာတိဖာနေလောကတထုဖာဒူပါလကရှဝနေမေဝရာတီစတထုဖာနေလောတော့စီဘလူပါကစားဒူမာနီလောဒီတော့ဘခေတီယောတိုကစားဟဲလိုအိုတော့ပွားဒီတော့စီဘလူပါစကောပတရာမူလေဟေကိုယနောဘာကစားကလူထားမေရေတော့ကအတီလောကစထဘာလက်တာထုကဖာမေရေတော့စီဘလူပါစကောအညာဆာလာလလူထနေဝတာမာဘူးမေရေတော့ပတရာမူဝါလစထဘာလက်တာတာဝီတိဖာမေရေတော့စီဘလူပါစကောဝဒမှုတိဖာလခွာထွဲဒီဝါဆက်မေရေတော့ဒုန်ဒီဝတာဟောမေရေတော့ဘာလမတကုတာကောဒီကောနော်ဟာတဲ့နီလောတော့ဒူအာဒူစီဘလူပါရွာပါမကိုဒီကောနော်ရတဲ့လောသူဟဲတူဘူတာလကစားကောချီဟဲဘူတကိုဘာတကိုတာလမိဖက်ဖောတဘူတာဘာဒီတူတော့စီဘလူပါရွာပါမူတော့စီဘလူပါစကောတော့ပူတော့ဝဲတိဖာတနော်လဘူတကိုဘာတကိုတာတော့ပါလတာလကောပူတဲ့မေလေလိုင်းဖောကိုတိဖာမေတော့ပစီဘလူပါအော်တော့စီဘလူပါစကောပုံမှုတိဖာလေမာလာမကပေါ်ကစားလတာဒေမေခုနာတိဖာလတော့ခုရုမဲဝဲတိဖာကောဒီကောနော်ရတဲ့မေစီဘလူပါသူတို့မလောအခေဤတော့ပကလက်စုတာထုဖာစကတော့နေလောဒီမြေတို့တော့ပစီဘူးဆိုးစီကောကပတရာဒိုလက်ခေဝါတာဆွေပလာနေလောတော့ပကတောက်ဆိုတာထုကဖာစကတော့တဆမြေဝီတော့ပတိစတထုဖာကစရဝါလတာထုကဖာမြေရပကဆော့ထွဲလဒုကနာစာတော့ပတရာဒိုခေဝါတာဆွေပလာနေလောဂျာချုကဖာအာစကတော့不会把出发过来，但打的不好。不怕个啥呀？是不是把那罗马？你没个啥这个嘞？把木吧，啊不的木的你家啥了嘞个？不来靠不把嘞，这一大瓜，这不的是你的把那靠的一大把的树klier个，我的哈家伊，你也没你怕跑的不的吧？靠不呢，罗你把的大块的呀，这白把不到的不啥。လဲနတလီရှိဘူးလဲတဘူးတကိုဘတ်ကိုနာခုတော့ဒဘလီဒိုမနီလောပပကစားရဟာရစက်တော်နေခေကနီဒီနောက်ကစားရဝဲဒိုနိဘတာခွဲတာရလဲကဘာခိတော့ကိုတော့တာတဂိတခရစ်ဖာဝဲတာအမနီလောဒီစရဒူပဖလာတော့ဝဲတခါပါတခါယင်းနာပလဲကဘာဒူနီယောခလကစနီဒူနီယောတင်နေပါဘာသာတနာကိရကစားနိမေကစားတယ်လဲทีได้ดีกว่าดับละแต่แล้วอีกว่าคือเราก็รอที่ทีบอลละแล้วเราเตะที่ผ่านนี้นี่ก็มาเล่นมาเป็นมาที่ก่อนนี่กี่พระบาทบริสุทธิ์ยาแต่สุขดีแต่เราคุยได้แล้วแค่ไม่ใช่เวลาก็มาเล่นแต่มาเจอว่าบางก็บางแค่เล่นที่นู้นที่ป่าอูก็จะแต่เล่นดอทุกตอนนี้อีหลอกกว่าหรอဒီပူတဖလာတာကောတာခဲတာတတနာကလီလမီမဒီဖာဇီကောနီလေဝလာဘာကွာစမဲ
စီနိုတကောတာခဲစစ်ဖာဝဲတာတလောအပူအတော်နေလားဒီရဘလာလေဝဲစစ်ဖာကိုဒီကိုနေတာတလောတော်ဘာတော်ကစားကလေးခွေတာတော့ဒါလက်ကဘာဖိပါမာဝရကလေးတမီလလာဒီမီဒါလက်အကဲတော့ကဲထောဝဲလဲနေတာဣဒကွန်တာတုတ်စမစစ်စခနိဒီဒီနေတော့ပပကစားရတော့ဒီနော်ဆွေဘာစကောလဲတလောဘူတီဖေးဘာလဲကဘာဟာတော့ကီလိုတစ်ဖာကိုစကောကဲတော့စကောတော့တကောတခဲဒါဘာယဘဘောဒါပရိတာဖွေလောကိုတော့ကြာဤလောက်ကောလောဘာလာကဘာသီလောတိခဲတစ်ဖာဤလောက်ကောလောချီနေကလောဒီဘူဒူဖလက်ကောလာတကောတခဲတနာအကလီလမြမျိုးတစ်ပါစကောနေပြီဒီနေတော့ဆွေဘာစကောဘလီမီတကလည်းအတာကလေးစုချီကောကဒီတော့ကလေးပါရေပါဒီတော့တတူတမူလာကလေးပွဲတော်ဝဲကနေကစားဤလောက်ကလောဆွေအောင်မလည်းမပွဲနေပါစကောတတူတမူလာအတလဲတော့တူတော်ညဒီကဲတော့တီတလာကိုဒီမီမီတခေါကစားကီကဖဲကကစားကပကဆောကလေးတူပါတော်ဝဲဒီတော့တတူတမူလာကလေးပွဲတော်ဝဲကနေဆွေသားကညတော့မစပါစကောနေပြီဒီနေတော့ကတော့ဆွေဘာစကောလောသောဒတာတော့ဘူးရဲ့တော့ဘူးရဲ့လာဘသူဘသာတကလည်းလေဝိတကူဘာကစားနမီကစားတကလည်းမဘလာဒီဘာတချူတာစာတေဝရကိုမီဒနေလားအတချူတာစာလက်ကွာစမဲမီတချူတာစာနိမနီနေဝဲပတိချီတုကဖလာပတိတိညာပါနမေကစားတယ်လားချီတာဒီကွာတာဖလာတချူတာစာလက်ဘကွာစမဲဝဲတိတဖာနေပတိညာလဲဘွာလာမဇူတော့မဘလူမဘလာကေဘလာကွာစမဲတချူတာစာတကနေသူကညတာကညတော့မဘလာနေပါတချူတာစာကတိဖောတော့ဖော်လာသူကဝဲတမီလဲလားကမေတလာဘလူပတိတဝဲတချူတာစာတော့ကိုစုခေတကေတဝဲကောနေမေဘဒူအလာလဲယောကစားကတိမညာလေစစ်ဒီကနေလားဒီနေတော့ဘလာဘဆုဘဆာလဲအရဂတိပါဝဲတာအမစကနေလားဒီချင်းနေတညာဝဲခဲလေလားဒီဖောတော့ဖော်လဲစုကဝဲတမီလဲလားချီတခွားတယ်လေကမေချီတခွားလဲမဘလာကေတဆူဒဆာလဲဘလာကောစမေဝဲကိုဒီကုနာတဲ့စိတဝဲနေဆွေသားကညမစပါစကောဘလာဘကောစမေတဆူဒဆာတိပါကိုဒီကုနာတဲ့စိကောနေလားဒီနေတော့ဒီနိညာဤဘလာခိနေဒီညူဖက်စကေတိဖာကိုဝဲတာအမစကောနေလားဘယတော့ကိုတော်ရညီပတတိညာပါမသဒနာကေတော့ပစေဆွာပါလားဒီနိညာဤဘလာခိနေညူဖက်စကေကိုဒီကုနာတဲ့ကိုဒီဖို့သာမြဲသူကိတဘွာမြေကေသူစတာဘောတိပါမြေကေတကားမတကားလဲအတောဖလေအတောဒဆွာလောကေနဝေတကားစစ်စီနေဆွာလာကခိနေပါဒီညူဖက်စကေအဝတ်ဖာဝကဘဲဒီတော့တခိတသူခိတညောအလဲဘဲလာဘူးအတေဝနေဆွေသားညတော့မစပါစကောနေပြေဒီနေတော့ဆွာဘာစကောဘလာခိနေညူဖက်စကေတလာညာဤမြေကေဘလာခိနေနီတခိတလာညာဤတိပါမြေဘဆွာဘာလာခိနေပါဒီနီတခိအဝတ်ဖာဝဘဲတော့တခိတခိဝိဒရှိဖို့ဖို့လီနဘူတော့ဝကတိတော်ဝဲနေဆွေသားကညတော့မစပါစကောနေပြေဒီနေတော့ပါစရာဒါလည်းပခိတော့ကုတော်ဝဲစစ်ပါတော့ဒီနိညာရေးမြေဝဲတာဒီဆက်ဆက်မူနီလားတရလာကဟဲတော့ဟိခိုင်နောပါနဂလိကထာဆွဝါစကဟယောနခုနောတတဂိတဘတော့နဂလိကထာလည်းကဟဲလီလီအောမူတာဖို့စစ်ပါကိုဒီကနတဲ့ကဲတော့ဝဲနောတတဂိတာဒါအောနော်ကဲဘီကဖူကဲကဘလာနခုဒါကိုဒီကနတဲ့
kete da we ne su ta nyo ma zu ba zu ko tra le ke hi ko no ba le gli ki tha de ga zu ko ni ge di ne to pa ka sa ya mi da ha nya i zu ko ta so wi su wa ba zu ko we le he pa pu ro ta le ni ta li shi bu ti pa ko di ko na de ni me ka sa le e bra da ne he di bra no ko da i da ba no pa he pa pu ro di ba sa na hu ba di ni gli ki tha ra ma ta li o bra mi ta le ke to no ta to no le pe le bu hu ro we la na hu ko di ko na de ta mu ta le ka da ka si na bu se u mu lu che pu che ma la ka bo ba na ka ti da we da mu ka si na ga su tang yo ba ra ma su ba si ko ba ni de ta ba se wi su wa ba tra mi le li o ba le ka sa gli ta le mu ta nya a shi pu o si ko da shi pu ko pu po li le ni ta kum pu ka chi ga se wi su wa ba ka le ka plo ba mi nim sa de ni ba de ni shi pu ko di ko na de ka pe da no ko da wi da ba da su ke le pe ke te da we do ni su da nya do ma se ba si ko ni de ba ka sa ya ta se wi su wa ba su ko la sa da ta mu da pu de pu nye ni no ta se wi su wa ba tra du do shi pu ko pu lo me tra pa kwa to de ga la kwa to ri du ma ko ro si ba ti nya ba la da tu da kre da re da kre da tu da mi la de mi le la ma le pu ni ba ko ro se wi su wa ba wo te shi pu ko di ko na de tho bu ko pe da no ko da ri da ba da su ke ba ne hi ni sa pu ka chi ga pu do la da ma lo ma do bu sa ke ya no ko da ri da ba ya ko ni la si ta la tu ne da ke te ni ba te ni da ma lo li la ma lo ni we ko tu ni pi kha da we da ti la le ni ke te ma we re ke te le da de se bu ke te da we ne mi ta si na su wa ba se ko ni la di ne to wo se ko da ko kha de si de ga we da do to te ni ba te ni la bu ki me ba ko se me da su da sa ba sa tra ke da kha ke ni ti ba le tu po ne we da no ko da i da ba da su ke se wa ba da do to te ni ba te ni ke we da no ko da i da ba da su ke di ne to le shi bu ko bu ba la ba the ba ka da ti pu da bu da we ko di ko na de da mu a pa ti ti pu le u ji ti pa me bu ti pa me se wa ba ko di ko na de te me ba te pa la na hu lo ka so we da ta u chu ki de ga ba de ga la lo ke te ni da we tu ta nya da ma se ba se ko ni ge di ne to ta u se wa ba se ko ta za ta pu tra na shi pu ko pu se ko ni lo we ta za ta pu tra le e ba tu za ta ba na shi si ne ke tu ta ba te pa mi ta le ko da pla ki pla la we ri du ma no ma de li we ri de se wa ba tu nya shi si ne ke di tu za ta ba te pa re ni du nya lo ke te da we ne mi ta te no so tu pa se ko da le ga ne lo di ne to ta ra mu se ko di mi ko mu ga re ne re de ga tu da ma de li we ri de we bu do ta tu ta mi la ka su nya le ka ba re kle we ta de mi le la ka za ni ko do so wa ma le pe ni ba ta tu ta mi la de mi ba de mi se ko ne de ni ne to ni ta se ko pu ka chi ya la pu mu do se ko le ta ma lu ma do bu ka za he ba no ko ta gi ta ba ta su ke le ta ma lu bu do ti nya ke bre da no ko ta gi ta ba ta su ke le pe ke ti da wa ni su ta nya da ma se ba se ko ni de ku ni ta se ko pu kwa da ga lo ta do to ti ni ba ti ni ku do to se ko le no ko ta gi ta ba ta su ke le pe ke ti da wa ni ta nya ma se ba se ko ni de di ne to ba la ba the ba kha do le shi pu kho pu mu pa ti phi phu da bu da we le lo le bu ko di ko na de se wa ba la ke na hu lo ba dia ge ge pe da ta tu ku ta ku pe da ta su ke le pe ko di ko na de ke ti da wa ni ma se ba se ko ni ge di ne to ta se wa ba se ko gru ti pa ni la
Pum guru gurudi ame pum guru kulia ame termese ya beti nyamala awe me pum guru kudgale regleta makale pum guru da dutale togo beti nyale awe tipa pum guru tipa ko di kona de mad kodale ta kuta puta ta kuta tu loplu ta loplu beti nyaba me dale Kwada mu ya baba du mas kanila sunya kole ta group ta de tole tago we ka ba shitsi ne klewe da huda so itwa ba zaka ya na kona ta giba lele bube ine to bala ba the ba khada wata busi ko mitule ta ko ba sa na kele ta pita ma bu so itwa ba ta pita mala ma de mi la ta bi da su ge ke he da we ko plula ka Adakte dani dalago mi bida sui suwa baziko ram heseda shipu kopu ko di kona de chikani la ya we mi chikota punere chitiga tura chibiti nyamala ma we agigite kura kasunya ma we ge ni dunya lo mi bida sui suwa baziko ni la ine to sui suwa baziko kata kutitpa chikani la tra Tramula, Shitine Cleo, the Luna you Tipa. So it's about Ram go, the Gonada to Putipotale, Cataputipa go, the Gonada. So it's about Book of Pedon Co, Davidabata to clear Lebreak Tira Verne, Ilagola, Petamaster, who is Wabas Conity, Ineto, who is Wabas Cola, Tablo Potage Pasiconilla. Beti nyabala muda put punya I bakala ta lidu tau pudi pota tit pat mitale kebli kepu keta chikore ta lada bola ta pudo pu amenya kuro mucho potir bako di kona de tramula shitine kya tulena yo tgala Zaka yana kota gitabata suke di muda loba wetura mawe ridu maka madiwe kasunya geni donialo sogi soba bazikatram tirpa la shisine ke muchu putipa kodi kona de zikoni la papa kasaya muda hanya ziko uele he papuratale nitalishibu da uele butukubat kona le talo ajiabu Let's go at it, but the cop is well of taco, the corner that. But I would have so when I remember that a second omitted detail or tabas and Nakilale. Tabuko Batako Yala had a second on a kegi, exactly guitar to the ball, a lepanaku, Kakeda away, Tamuta, Le Coplo Catina, Tagitaba, Lebwek, a theatre when it's taking out of Mazibaziko, when it be, Puele, Papuratale. Butaba le hada sakta ne khengi ko di kona de pemeda ba siba zati pala puta khira kota nale sakta ne khekini signala te meta le ta pwe ba me ka sa de le chita de kwata pla da le pe jeta kota le u lot te tit pa ne ka tu nya sa nya da malle ma pwe ni ba ba de ga ra ko di kona de bi khida te me le ta ri da wa ta so da si ko ba Okay, couple of Pocashu Pita Bumi Hunilla. Tado da talk the Papa Tabo so see Jawlum Gua. Amen. Kasa Yeshu Krit Blue Po, Yuata Etakui, Tamisos Hita Relo Mulu, Yuata Gatgahota Susua, Tasudakamo, Tahuda Po, Taleda Polak Sadila to work up low, one a cyber Yeshu Krini,
ကလောကတိပါလေတဟညိစာပုံကလည်းသူဘူးတလည်းစာကတိမညာကိုဒီတော့ကတဲ့အလုံးခုတော့ခုပနာတိပါလေတော့ခုမဲတော့စကပါလေစာကလိသာတော့ပမာတကုတာလက်တာစီတော့ဘရစာကလိကလိရတာစီကလောပါလေဘုကဘန်ဂျမန်လက်လီနီယိုဖလက်စကီရောတော့တော့ပါစုပါစာလေဟီလာခေါ်တဲ့ဆိုင်စားတဲ့ဒီပိုတော်လည်းပါကွာစမနာတီတို့ကိုယူအားတော့ကမ်စေပဒရာဟီတာတော့မန်ပွက်တိဖာလေကလေကုတာလက်တလည်းမဆချာခုတော့ရတာဆွေအားကလောပါဝတာဆိုရတာဒီကိုထုတ်လပါကောစတလုံးလောပါတိတဖာတော့တတိတရာတိတဖာကိုဒီတော့တဲ့လူပွဲထားညိလပုလက်စာမညာကိုဒီတော့တဲ့တောင်မူလပရိချီကလေးဒီမဲ့သူမာဒူအဘာဒူမာစီအဘာဒူတီလတာလက်တာပွဲခဲနေတော့ဆုညာအစိုးဆုခခာနီတကီအာမေအာမေအာမေအာW ကတဲ့မရဆွေကရပမ်ကောဒီတော့တဲ့သူတော်တဲ့ကေ